Hello, good evening. အားလုံးပဲမင်္ဂလာပါ။မိုင်းလိုင်းဒီနေ့ကတော့ဘယ်တော့မလဲဆိုတော့ဘယ်တော့ကိုတော့မှဖြစ်ပါတယ်။အဲ့မှာပေါ့နော်။အဲ့ Tampines ကနေပြီးတော့လမ်းလျှောက်သွားမယ်။ပြီးရင်ဘယ်တော့မလဲဆိုတော့အရင်ဆုံးက Home Team NS ကိုတော့မှဖြစ်ပါတယ်။အဲ့ကိုသွားတာကအဲ့မှာ discount ထားနေလို့ပါ March 1ပေါ့နော် 1st of March ဒီနေ့ကနောက်ဆုံးပေါ့နော်$1ကနေစပြီးတော့အစားစားရောင်းနေတာဈေးလေးတွေကတန်တယ်ကွယ်အဲ့မှာဟိုသွားကြည့်ဒီသွားကြည့်ပေါ့နော်နောက်ဆုံးနေ့ဆိုတော့ပစ္စည်းကတော့တိတ်မကြံတော့ဒါပေမဲ့လူတွေကတော့အများကြီးပဲကွယ်ဈေးတွေကတော့ဟုတ်တယ်တန်တယ်အယုတ်တွေရောပြီးတော့မျိုးကြောင်သုံးပစ္စည်းတွေအိမ်သုံးပစ္စည်းပြီးတော့ fancy လက်ကောက်တွေလက်စွပ်တွေနဲ့ဇွဲတွေအဲ့ကအစပေါ့နော်အစုံရှိတယ်တကြက်နဲ့ရတယ်ပေါ့နော်အဲ့မှာဟိုလျှက်စစ်တပုတ်တန်တွေရောအစုံဝဲရှိကလေးကြောဝိတ်ကစပြီးတော့သဘောကျမိတာဟို laundry ထဲတဲ့အဝတ်ချင်းလေးပေါ့နော်အဝတ်လျှော်ကန်ကြီးကြရင်ထဲတဲ့ဟာလေးလေအဲ့ခောက်သိမ်းလို့ရတဲ့ဟာလေးအချက်ကလေးတစ်ချက်စာပဲရှိတယ်အဲ့ဒါကိုလိုမှပြန်ဖွင့်ပြီးသုံးရင်ပုံးကြီးလိုမျိုးဖြစ်သွားတာလေးလေအဲ့ဒါလေးဆိုလဲ$5ပဲရှိတယ်တန်တယ်ပေါ့နော်ဒါပေမဲ့တရားမှာရှုံးလို့ဘာညာနဲ့ခီးသွားကန်နီးဆိုတော့ဝယ်ခြင်းမိမဲတော့မဝယ်လိုက်ဘူးပေါ့နော်အဲ့ဒါလေးဆိုအဲ့တစ်ချက်ပဲဟိုကိုရီးယားကားရဲ့ဂျပန်ကားရဲ့မှာဟိုအရက်တောက်တဲ့အိုးလေးတွေလေခွက်ကလေးရောအကုန်လုံးကဈေးလေးရောတန်တယ်ပေါ့နော်အဲ့မှာနောက်ဆုံးနေ့ဆိုတော့တကယ်ကအဲ့ကိုလာတာအဲ့ဟာပဲမှရှိရလဲဆိုတော့ဘဒုံ reservoir ရဲ့ထိန်းနာလေးမှရှိတာကားကတော့နှစ်ဆင့်စီးရတယ်အဲ့ကနေပြီးတော့ဒါဒီလိုအိတ်ကလေးတွေကိုပြောတာလေခုနအဝတ်လျှော်ရင်ထဲတဲ့အိတ်ကလေးတွေဆိုတာဝေပြီးသားဝေကလေးထဲထားပြီးတော့တစ်ပတ်တစ်ခါလျှော်တဲ့အခါကျရင်အဲ့ချင်းလေးတွေကနေထုတ်ပြီးတော့အဝတ်လျှော်သက်တဲ့ထဲလျှော်ပေါ့နော်အဲ့လိုမျိုးလေးဒါလေးတွေပန်ကလည်းညှစ်ပန်ကလေးလည်း$ပဲတန်တယ်ပြီးတော့စပိန်အရှိမှာထားတဲ့ဟိုဟာလေးပေါ့လက်နှိပ်ဓမီတော့မဟုတ်ဘူးဓမီပေါ့ပင်ပလက်ကောင်းတွေရောအစုံပါတဲ့ဟာလေးတွေလည်းရှိတယ်တိုင်မာတွေရောအများကြီးပဲဒါတော့ accessory တွေချွတ်ချွတ်ပြပြတွေပေါ့နော်အခုလမ်းမှာဆွကြည့်ထားတဲ့ဟာဆိုပလဲလက်ကောက်လေးတစ်ချက်ပဲရှိတယ်အဲ့မှာတော့ကလားတွေပဲအများစုလာကြတာပေါ့နော်အဲ့မှာဈေးနှုန်းလေးကြည့်လိုက်$1လေးအကုန်လုံးကတော့တန်တယ်ကွယ်ဒါပေမဲ့ဟိုအိမ်အောင်ရှင်မကြီးဆိုလုံးဝသဘောကျမဲ့နေရာလေးပေါ့အဓိကကိုရီးယားတော့ကိုယ့်ရင်မဟုတ်တော့ဝယ်လဲမဝယ်ဖြစ်ပါဘူးအဲ့လိုမျိုးကလေးသွေးတဲ့ဇွန်းလေးတွေရောကျွေဇွန်းတွေရော$1ပဲအကုန်လုံးကတော်တန်တယ်ပြောရရင်ပြီးတော့ဒီဘူးလေးတွေရောဟိုအမွှေးစီလေးထဲတဲ့ဟာလေးလေဘူးလေးတွေအဲ့လိုဟာလေးတွေပေါ့နော်အကုန်လုံးကတန်တယ်ကွယ်တန်တယ်အဲ့ပြီးတော့ blind box လေးလည်းရှိတယ်$8တဲ့ blind box လေးဆိုတော့ကြည့်လိုက်သေးတယ် blind box ကဒါပေမဲ့ तू ကဟို plastic သားနဲ့လုပ်ထားတာကျွေတို့အဲ့လိုမျိုး blind box ဖြစ်နေလို့လေဟိုအမွှေးဘွား blind box လေးဆိုရင်တော့ဝယ်ပါတယ် key chain တို့ဘာလို့လဲမျိုးအဲ့လိုမျိုးလည်းမဟုတ်ဘူးဆိုတော့မဝယ်တော့ဘူးပေါ့နော်$8ဆိုရင်မဝယ်တော့ပါဘူးဒီတိုင်းကြည့်ပြီးပဲငန်းခဲ့ရပါတော့အဲ့ဟိုတကယ်သွားတာအဲ့ Home Team NS ကိုသွားတာပါဝယ်ခဲ့လားဆိုဘာမှမဝယ်ခဲ့ဘူးအကုန်လုံးပြီးတော့ပြန်ထွက်လာပါပြီ Home Team NS ကနေပြန်ထွက်တာနဲ့ရောက်ပါပြီအဲ့ဒါဘဒေါ reservoir ပါအဲ့ရနေလမ်းလျှောက်အမှဆက်ကြည့်မယ်ပေါ့အဲ့ရအပြန်အဲ့မှာဆက်ကကြည့်အောင်နေထိုးနေတာအဲ့လောက်ပဲရှိတယ်အဲ့မှာနေကဂျားလေးတွေကနေထိုးနေတာကွယ်နေမီအောက်ကိုဆင်းသွားတာကိုတေးသေးချာကြည့်ဖို့ကနေရာမရှိဘူး။ तू ကကံဘက်ကနေနေဝင်တာမဟုတ်ဘဲနဲ့ဟိုးဘက်ဟိုစက်ရုံဘက်အချမ်းကနေပြီးတော့နေဝင်တာဖြစ်နေတော့အဲ့လိုဖြိုးဖြတ်တာလေးပဲမြင်ရတယ်ပေါ့ကွယ်။ဒါမဲ့လက်စမပြတ်ပါဘူး။မိုင်းလိုင်းတို့ကရောက်ပြီဆိုမှတော့ငါးမရရေချိုးပြန်ပေါ့နော်။ထုံးစံအတိုင်းitem တွေပေးတယ်ပဲတွေပေးတယ်အဲ့လိုပေါ့နော်။ရိုးရမပြက်အမှနေရောက်ဝင်သွားပြီ။ပြီးတော့အမှအပင်လေးတွေ့တာလေရွှဲနုလေးထွက်လာလှမဟိုမသိချမောင်တို့ဘာတို့လိုမျိုးလေးဟုတ်တော့မဟုတ်ဘူးပေါ့နော်အဲ့အပင်တကယ်ကတော့ဘာပင်လဲလည်းမသိဘူးအဲ့မှာနေရောက်ဝင်သွားပြီအဲ့ကားကိတ်ကနေစီးရမှာပါကားကိတ်ကနေပြီးတော့အမှကားကိုစောင့်နေတာကားစောင့်နေတာ15မိနစ်လောက်တော့စောင့်ရတယ်ပေါ့နော်အဲ့မှာကားစီကိုအဲ့ချိန်မှာနေရလဲဝင်သွားနေလုံးဝင်တာလည်းမမြင်ရပါဘူးဒါပေမဲ့ပုံတွေတော့တန်အောင်ရိုက်ခဲ့ရပေါ့နော်ကားနှစ်ဆင့်စီးရမှာဆိုတော့အဲ့မှာတစ်ဖြက်စီးပြီးတော့ဆင်းတယ်ဆင်းပြီးတော့အဲ့ဒါဘယ်လိုခေါ်မလဲ M1 ရုံးနားမှာအဲ့နားလေးမှာသွားတာပေါ့နော်အဲ့နားမှာ
အဲကားပေါ်စီးတော့လေအမအတီးရင်းနဲ့တွေ့လို့နှုတ်ဆက်လိုက်ရသေးတယ်ဒါကတော့မိုင်းလိုင်းရိုးရမပြတ်ပေါ့နော်ဆန်းဆက်လေးနဲ့ဆန်းဆက်အလစ်တဲလေးနဲ့ဒါရိုးရမပြတ်ပုံရိုက်တာပါအပတ်စဉ်တောက်ကြနေ9 နာရီတိုင်းပြန်တွေ့ကြပါမယ် subscribe လုပ်ထားပေးပါတတ